မိသားစုဆိုတာအချစ်နဲ့တိဆောက်ထားတဲ့ကဘာလေးပါမိသားစုဆိုတာအချစ်နဲ့တိဆောက်ထားတဲ့ကဘာလေးပါကြီးမားဖို့မလိုဘူးတောက်ပဖို့မလိုဘူးတယောက်ကိုတယောက်နားလည်ပေးနိုင်ရင်အဲ့ဒီကဘာလေးကလုံလောက်ပြီးသားပါမိသားစုတစုစတင်လာတာကလက်တွဲဖော်တယောက်နဲ့ပါစကားမပြောလဲနားလေတတ်တဲ့သူပင်မနေရင်ဘေးမှာရက်ပေးတဲ့သူအဲ့ဒီအချစ်ကမိသားစုရဲ့အမြင့်ပါနောက်တစ်နေ့မှာအသက်သေးသေးလေးတယောက်ဝင်လာတယ်အေးရဲပြစ်မှုတွေစိုးရိမ်မှုတွေပါလာပေမဲ့အဲ့ဒီအပြူးလေးတစ်ချက်နဲ့ဘဝကအထိပ္ပယ်အသစ်ရလာတယ်မိသားစုဘဝမှာပျော်စရာပဲမရှိပါဘူးပင်မတဲ့နေ့တွေရှိမယ်ညင်းခုန်ရတဲ့နေ့တွေရှိမယ်ဒါပေမဲ့လက်မလွတ်လိုက်ဘူးဆိုရင်မိသားစုကမပြိုကွဲပါဘူးအဖေတယောက်အထွက်ကဘာကြီးကကျယ်လွန်းလေဒါပေမဲ့သမီးလေးရဲ့လက်လေးတစ်ချောင်းကိုကင်ထားနိုင်ရင်အဲ့ဒီကဘာကြီးကိုရင်ဆိုင်နိုင်ပြီအိမ်ဆိုတာအုပ်နဲ့ဆောက်ထားတာမဟုတ်ဘူးအချစ်နဲ့ဆောက်ထားတာပါနားလည်မှုနဲ့ထိန်းထားတာပါမိသားစုရှိနေတဲ့၍ဘဝကအိမ်ပြန်လန်းမပြောက်ပါဘူးမိသားစုဆိုတာအချစ်နဲ့တိဆောက်ထားတဲ့ကဘာလေးပါဒီဗီဒီယိုလေးကိုအချင်းပေးပြီးကြည့်ရှုပေးတဲ့သူတိုင်းကိုအရန်ကိုကျေးဇူးတင်ပါတယ်မိသားစုဆိုတာအချစ်နဲ့တိဆောက်ထားတဲ့ကဘာလေးပါဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးနဲ့မျှဝေချင်တာပါတဲ့မိသားစုနဲ့အတူနေ့ရက်တိုင်းကိုချစ်ချင်းနားလေချင်းနဲ့ဖြတ်သန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အချိန်ပေးကြည့်ရှုပေးတဲ့အတွက်နောက်တစ်ချိန်ထပ်ပြီးကျေးဇူးတင်ပါတယ်